ပေါ့နော်ဒီမှာ slide 3လောက်မှာ slide 3လောက်မှာ introduction လေးကိုယ့်ကို introduce လုပ်ဖို့လေးပါတယ်ပေါ့နော်အဲ့ဒီချိန်ကျရင် introduce လုပ်တဲ့ကိုယ့်ကိုမိတ်ဆက်တဲ့အခါမှာကင်မရာလေးအဆင်ပြေလို့ရှိရင်ဖွင့်ပြီးတော့မိတ်ဆက်ပေးဖို့တောင်းဆိုပြရစီနော်အဲဆိုတော့ဒီနေ့ဒီday 1ပေါ့နော်9ရက်လောက်မှာဒီတစ်ပတ်စနေနေ့တွေတစ်ပတ်ခြားစနေနေ့တွေနောက်တစ်ပတ်စနေဆိုပြီးတော့ဘာဖြစ်လို့ဒီ9ရက်စီစဉ်ရတာလဲဆိုတော့ဒီ skills က9မျိုးရှိရယ်9မျိုးရှိတဲ့အတွက်ကြောင့် package အနေနဲ့လာတာပေါ့နော်တရက်ထဲဒါမှမဟုတ်2ရက်လောက်နဲ့ဆိုရင်တော့ skill ရဲ့essence ကိုရမသွားနိုင်ဘူးပေါ့နော် skill တစ်ခုချင်းစီရဲ့ essence ကိုရသွားဖို့ခက်တယ်အဲ့ဒါကြောင့်9ရက်စီစဉ်ထားတာပေါ့နော်ဆင်ပြေလို့ရှိရင်9ရက်လုံးတက်ပေးနိုင်တော့ပို့ပြီးတော့တီတီမီမီနားလည်သွားနိုင်တယ်အဲဆိုဒီနေ့က day 1ပေါ့ day 1မှာကသူကသူ့ရဲ့ခေါင်းစဉ်ပြည့်စုံတော့ social emotional learning ပေါ့နော်လူမှုရေးနဲ့စိတ်ခံစားမှုဆိုင်ရာနဲ့ပတ်သက်တာတွေကိုသင်ယူနားလည်အောင်စူးစမ်းကြည့်ရအောင်အဲ social welfare organization တွေမှာတော့လူမှုစိတ်ခံစားမှုလို့လဲသူကဘာသာပြန်တတ်တယ်။ဘာဖြစ်လို့လူမှုစိတ်ခံစားမှုလို့ဘာသာပြန်လဲဆိုတော့ social နဲ့ emotion က social emotion နဲ့ဒီနှစ်ခုကချိတ်ဆက်မှုရှိနေနော် social ကောင်းရင်သူက emotion ဘိုင်းမှာလည်းပဲဆင်ပြေတယ် emotion ဆင်ပြေရင် social ဘိုင်းမှာဆင်ပြေတယ်ဆိုပြီးတော့ relate ဖြစ်နေတဲ့အတွက်ကြောင့်လူမှုစိတ်ခံစားမှုလို့လည်းhuman human 8ပေါ့နော်ဒီ disaster 8တွေမှာခုနကဗယ်ဒီလို့အဖွဲ့အစည်းတွေပေါ့အဲ့လိုကူညီပေးတဲ့အဖွဲ့အစည်းတွေကနေပြီးတော့အဲ့လိုပါလာပြန်တာရှိတယ်အဲဆိုတော့သူ့ကိုတူချုံပြောမယ်ဆိုရင် SEL ပေါ့နော် social မှာပါတဲ့ initial ရဲ့ emotional မှာပါတဲ့ initial ရဲ့ L မှာ learning မှာပါတဲ့ initial 3ကိုယူပြီးတော့ SEL ဆိုပြီးတော့တူချုံပြောထားတယ်ဒီနေ့ workshop ထဲမှာဘာတွေဆွေးနွေးကြမှာလဲဆိုတော့SEL ဆိုတာပါလဲပေါ့နော်အပိုင်း3ပိုင်းပထမပိုင်း SEL ဆိုတာပါလဲဆိုတာကိုဆွေးနွေးကြမယ်ဒုတိယပိုင်းမှာဘာကြောင့်ဒီ SEL scale တွေကတို့တွေအတွက်အရေးကြီးတာလဲပေါ့နော်နောက်ဆုံးတစ်ခုကတော့ SEL ထဲက scale 5မျိုးထဲကပထမဆုံး scale တစ်ခုကိုဆွေးနွေးကြမယ်ပေါ့နော်အဲ့တော့ပထမဆုံး scale ကပါလဲဆိုတော့ self awareness scale ပေါ့နော်မိမိကိုသိမြင်နားလည်ခြင်းကိုယ့်အကြောင်းကိုသိခြင်းပေါ့နော်ကိုယ့်ကိုနားလည်ခြင်းလို့အဓိပ္ပာယ်ပြန်လို့ရပါတယ်အဲ့တော့ဒီ webinar လေးရှေ့ဆက်မသွားခင်မှာမိတ်ဆက်လိုက်ကြအောင်ပေါ့နော်လောလောဆယ်ဒီမှာဘယ်နှယောက်ရှိနေ14ယောက်ရှိနေတယ်ပေါ့နော်14ယောက်ရှိနေ Valley နဲ့ဦးစင်းတင်ကတော့မိတ်ဆက်ပြီးပြီအဲ့တော့ဒီ screen ကိုမြင်ရတယ်ဆိုဒီမှာနံပါတ်1ကကိုယ့်ရဲ့နာမည်လေးကိုပြောပေးပါနော်နာမည်လေးသိပေးရစေနံပါတ်2ကကိုဘယ်နေရာကနေဒီသင်တန်းကိုတက်နေတယ်လဲဆိုတာလည်းသိပေးရစေနံပါတ်3ကအခုစိတ်ထဲမှာပေါ့နော်အခုလက်ရှိဒီ present moment မှာဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်လေးကိုလည်းပြောပြပေးပါပေါ့နော်ဒီမှာရှိနေတဲ့လူတွေအားလုံးသိခွင့်ရအောင်အဲ့ဒါလေးတယောက်ကစပေးပေါ့နော်တယောက်ကစပြီးရင်အဲ့တယောက်ကနောက်တယောက်ကို name ခေါ်ပေးပါဥစဉ် screen share ထားတာကိုခဏရပ်လိုက်မယ်နော်ဒါလေးကိုမှတ်ထားပေးပါနံပါတ်1ကနာမည်နံပါတ်2ကကိုတက်နေတဲ့နေရာနံပါတ်3ကကိုယ့်ရဲ့လက်ရှိလောလောလတ်လတ်စိတ်ခံစားချက်ပေါ့နော်အဲ3ချက်လေးကိုတယောက်ကစပြီး share ပေးတဲ့အခါမှာနောက်တယောက်ပြီးတော့ကနောက်တယောက် name ခေါ်ပေးပေါ့နော်ဥပမာဦးစင်းကပြောပြီးဆိုရှင်ကိုဗယ်လီပေါ့ဒါမျိုးပြောလိုက်မယ်ဆိုကိုဗယ်လီက share ပေးရမယ်ပေါ့နော်အဲဒါပယ်လိုက်ဒါဆိုဒီလိုပဲလုပ်လိုက်ကြအောင်ဦးစင်းကပဲစလိုက်မယ်နော်ဦးစင်းပဲစလိုက်ဦးစင်းခုနကတော့ပြောပြီးတော့ဦးစင်းကခေါ်လိုက်ပါဦးဇော်ဝနတာမိပါဦးစင်းကခုဘန်ကောက်မှာဘန်ကောက် Assumption တက္ကသိုလ်မှာအဲ့တက္ကသိုလ်ကနေပြီးတော့ဒီ webinar လေးကို join နေတာဖြစ်ပါတယ်ဦးစင်းရဲ့စိတ်ခံစားချက်ထဲမှာနည်းနည်း active ဖြစ်နေပါတော့ energetic ဖြစ်နေတယ်ခန္ဓာကိုယ်ရောစိတ်ရောတော်တော်လေးတက်ကြွနေပါတော့အဲ့လိုခံစားရပါတယ်အဲဆိုတော့ဦးစင်းကvalue mention ခေါ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ပဲလီပါကျွန်တော်ဦးစင်းနဲ့အတူတူပါပဲဒီ assumption မှာ counseling psychology တက်နေပါတယ်အခုစိတ်ခံစားချက်ကတော့ KTG ဖြစ်နေပါတယ်ကျွန်တော်လူတိုင်းကိုအခုလာတဲ့သူတွေပေါ်လာတဲ့တယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်တယ်နောက်ပြီးတော့ကိုယ့်ကိုယ်လေးငယ်ကျူဖြစ်တယ်ငါဒီဟာတွေကိုလုပ်ဖြစ်တယ်ဆိုပြီးတော့မှဟုတ်ကျေးဇူးပါအာကျွန်တော်အနာဂတ်တရားဟောဇန်ပြီးထင်ပါတယ်ဟုတ် sorry ပါ Zinzi ဟုတ်ကဲ့ရှင် ဟာ ဟုတ်ကဲ့ ဟာ မင်္ဂလာပါကျမနာမည်ကတော့မဇင်စီဖြစ်ပါတယ်ကျမယခုလက်ရှိတော့ဘန်ကောက်မှာအလုပ်လုပ်နေပါတယ်အာအခုစိတ်ခံစားချက်ကတော့ဒီနေ့ဘာတွေဘယ်လိုတွေသင်ခန်းစာတွေရအောင်လဲဆိုတာကိုရန်ကိုစိတ်လှုပ်ရှားနေပါတယ်ပေါ့နော်ဟုတ်ကဲ့အာကျမကဘယ်သူ့ခေါ်အောင်လဲအာအဲရီရင်လားမသိပါဘူး mention ခေါ်ပါတယ် area လား area ရင်နဲ့ရှိလားမသိဘူး အေးရမရှိဘူးတင်တယ်မစင်နေ ရှိရချင်တယ်နော်အဲ့ဆိုနောက်တစ်ယောက်ခေါ်လိုက်မယ်နော်ဗာလဲ Bosco Solat လား Bosco Solat mention ခေါ်ပါရရှင် မင်္ဂလာပါဗောနော်ဆိုတော့ကျွန်တော်နာမည်ကျတော့ Bosco ဗောနော်ဒါပေမဲ့နာမည်အရင်ကျတော့ La Ring ဟုတ်တယ်ဒါပေမဲ့အဲ့ဒါနည်းနည်းခေါ်ရခက်တော့ကချင်နာမည်ဆိုတော့နည်းနည်းခေါ်ရခက်တယ်ဗောနော်ဆိုတော့အများပိုင်းတော့ဒီမှာ Bosco လို့ပဲခေါ်ကြတယ်ဗောနော်ကျွန်တော်လည်းအခုလက်ရှိ Assumption မှာeducation နဲ့ပတ်သက်ပြီးတော့ကျောင်းတက်နေတယ်ဗောနော်ဆိုတော့ Assumption ကျောင်းနေကျွန်တော် join နေပါတယ်လို့ဆိုတော့လက်ရှိမို့ကျတော့ဒီနေ့ကစနေနေ့ဆိုတော့8 year ဝ8ထားတယ်ဗောနော်8 year 8ထားတော့သူကအရန်ကိုတက်ကြွနေတယ်ဗောနော်တက်ကြွပြီးတော့ဒီနေ့ရဲ့ဦးစင်းရဲ့ sharing ထဲမှာဘယ်လိုပြောမလဲအများကြီးပြန်ပြီးရယူနိုင်ဖို့လည်းအဆင်သင့်ဖြစ်နေပါတယ်ဗောနော်ဟုတ်ကဲ့ဆိုတော့ကိုပီတာဟုတ်ကဲ့မင်္ဂလာပါနာမည်ကတော့ပီတာပါကျွန်တော်ကမြစ်ချီနာကနေ join နေတာဖြစ်ပါတယ်လက်ရှိခံစားချက်ကတော့ကျွန်တော်စိတ်ဝင်စားမှုနဲ့ဆေးအားထက်သန်မှုကတော့အမြင့်ဆုံးရှိနေပါတယ် thank you ပါကိုနေမျိုးလင်း yes ဟုတ်ကဲ့ကျေးဇူးပါကိုဗစ်တာဆိုတော့ပထမဆုံးလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ပြီးရင်ကျွန်တော်အတန်းပြောင်းနေအောင်ပေါ့ကျွန်တော်နေမကောင်းဖြစ်နေပါတယ်ဆိုတော့အဲ့ဒါအားနာပါကျွန်တော်နာမည်ကနေမျိုးလင်းပါဒီမှာဂျိုးလို့ခေါ်ကြတာများပါတယ်ဒါနေရာကတော့လောဆယ်ရန်ကုန်မှာပေါ့နော်ကျွန်တော်ခုနေရန်ကုန်မှာပါဆိုတော့အခုဘလို့ခံစားနေရဆိုနည်းနည်းလေးကျေးဇူးတင်စိတ်တွေကောဝါရီဖြစ်တဲ့စိတ်ကောအာပျော်ရွှင်တဲ့စိတ်ကော energetic ကောအကုန်လုံးရောချက်နေလို့ဆိုချင်ပါတယ်ဘာလို့လဲဆိုတော့ဒီလို webinar ကိုအရန်သဘောကျပါတယ် learning လောက်ရတဲ့ feel ကိုတို့အရန်သဘောကျပါတယ်တောက်လျှောက်လည်းလုပ်ပါတယ်ဒီနေ့ကတို့တင်ရမယ့်အပိုင်းလေးရှိနေပါတယ်အဲပြီးတော့ဆရာဦးစင်းတင်တဲ့အပိုင်းကိုလည်းအရန်စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့မဲမကအချိန်မိနစ်40လောက်ကိုကြော်ဆုပ်ပြီးတော့ပေါ့နော်ဖြတ်ပြီးတော့ join နေရဖြစ်ပါတယ်ဆိုတော့တို့တကယ်လို့ဂျာလောက်မှာထွက်သွားဆိုလို့ရှိရင်လည်းနောက် session အကုန်လုံးကို join မှာပါပြီးတော့ဒီ recording ကိုလည်းအသေးရှာပြီးတော့ learning လုပ်ထားပါမယ်လို့ request လုပ်ပါတယ်ဗျကျွန်တော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုမြင့်မျိုးလင်းဟုတ်ပါ sorry တော့ mention ကုန်မေးတာကိုကျော်တင်ဆိုပါဗျဟုတ်အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကကျော်တင်ဆိုပါကျွန်တော်အခုလက်ရှိကတော့ရခိုင်ပြည်ကနေ join နေတာပါအခုလက်ရှိခံစားချက်ကြတော့ဘယ်လိုပြောရမလဲမနေဘူးဆိုတော့လေစိတ်တွေကတက်ကြွပြီးတော့ဒီအရှံဖျားစီကနေဘာတွေကိုလေးလာနေပြီဆိုပြီးတော့စိတ်တွေ excited ဖြစ်နေပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကဘယ်လိုခေါ်လဲဆိုတော့ဇမ်မြတ်တွေကိုမရှက်ခေါ်တယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါရှင်အရှင်ဖျားနဲ့တကွာအကုန်လုံးတွေ့ရတာဝမ်းသာပါတယ်ကျွန်မနာမည်ကတော့ဇင်မြင့်သွေပါဗောနော်ကရခိုင်ဘက်ကနေပြီးတော့ join နေတာဖြစ်ပါတယ်ဒီနေ့ခန်းစားချက်ဆိုရင်ပေါ့နော်ဒီနေ့ကစနေနေ့လေးဖြစ်တယ်ပြီးတော့အလုပ်လည်းမသွားရဘူးပေါ့နော်အဲ့ဒီတော့ကြောင့်နည်းနည်းစိတ်ထဲမှာ relax ဖြစ်တယ်ပြီးတော့အရှင်ဖျားစီကလည်းဒီလိုမျိုးသင်ခန်းစာတွေကိုဒီလိုမျိုး relax ဖြစ်နေတဲ့အချိန်မှာစိတ်ဝင်စားနဲ့သင်မယ်ပေါ့နော်အဲ့လိုမျိုးရေမန်းချက်လေးထားပြီးတော့ဒီနေ့ relax ဖြစ်ဖြစ်နဲ့join ဖြစ်တာပေါ့နော်ဆရာအရှင်ဖျားဟုတ်အကုန်လုံးတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် mention ခေါ်ပြီးတော့နောက်တစ်ယောက်
အဲဆို3ယောက်ကြံတယ်နော်3ယောက် career ရင်ရယ် knowledge dana ရယ်ဆရာတော်ဒီအရောင်းလက်ဓမ္မရယ်တယောက်ခေါ်ပေးပါအောင်လား ဟုတ် စင် knowledge တင်တာကိုခေါ်ပါတယ်ရှင် အားလုံးမင်္ဂလာပါရှင်ကျမခိုင်မာထွန်းပါဒီ social emotional learning ကကျမကretire ဒီထဲမှာတော့အားလုံးထဲမှာ senior most အသက်အကြီးဖြစ်မှာပါဆိုကျမ retire လုပ်ပြီးကြတဲ့ကဒီ Sangha education ကို support လုပ်မယ်ဆိုပြီးတော့ဆရာလေးတို့ဖုန်းတို့ပဲကျမlearning to do လုပ်နေကြတာပေါ့နော်ပထမတော့ကျမ language ပဲ English language ပဲ coach လုပ်ပေးတယ် coming from my background ကျမ human resource နဲ့ language နဲ့အနှစ်30ကျော်လုပ်လာတာပေါ့ so ဖုန်းတွေဆရာလေးတွေနဲ့လုပ်ရင်းနဲ့ကျမစိတ်ထဲမှာသူတို့ confidence building တွေပါတယ် social relations တွေလုပ်ချင်တယ်ကျမ management background နဲ့ဆိုတော့အခုခေတ်မှာလဲ hotspot က social emotional learning ဖြစ်တယ်ဆိုတော့ကျမ social emotional development ဆိုပြီးတော့ modern learning ပေါ့ integrating တခြား skills တွေလည်းနည်းနည်းထည့်ပြီးတော့ကျမကလူကဖုန်းကြီးတို့ဗာလဲကွာဆရာလေးတို့coach လုပ်ပေးနေတယ်မြန်မာ language institute နဲ့ရောတခါလဲဘုံဘုံနန္ဒာကာရကကျမကိုကူညီပြီးတော့ကျမတို့အတူတူစာ independent course တွေ short course တွေလုပ်ကြအခုကျတော့မနေ့က Amy ရဲ့ post မှာဘုံဘုံကဖုန်းကြီးဖြစ်ပြီးတော့လူတွေကိုပြန်ပြီးတော့သင်ပေးမယ် and then in Myanmar language ဆိုကျမအရင် excited ဖြစ်သွားကျမတော့ English language medium နဲ့ပဲဖုန်းကြီးတွေကို language ကိုတက်အောင်ဆိုပြီးတော့လုပ်ပေးနေတာဖြစ်တော့လေဆိုတော့ဒီမှာအရင် I'm really thrilled excited ဖြစ်တယ်ဖုန်းကြီးကတာဝန်ယူပြီးတော့လူတွေကိုလုပ်ပေးတဲ့အတွက်နောက်တစ်ခါအခုဒီနေ့ on the spot မှာလဲအမျိုးမျိုးပေါ့နော်ကလေးငယ်လေးတွေ action အမျိုးမျိုးလေးတွေနဲ့ data ကလေးတွေအများကြီးတွေ့ရတော့ကျွန်မတော်တော်ချစ်ပါတယ်အရင်ပျော်သွားတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင် thank you ပါဆရာမ thank you ပါဆရာမ mention တယောက်ခေါ်ပေးပါ ကျမကတယောက်ကိုနာမည်I cannot say Zoom နေမျိုးလေးပြောပြီးပြီလားမသိနေမျိုးကိုဦးနေမျိုးလားကိုနေမျိုးလင်းလားဟောကြံမယ်ဆရာမအရိယရင်နဲ့ဆရာတော်ရာဟုလာနဲ့အခုနောက်တယောက် Zoom user 3ယောက်ပါနော်3ယောက် Zoom user လဲဟိုပါပဲလား Okay Zoom user ကိုတွားလိုက်မယ်နော် Zoom user please ဖိတ်ခေါ်ပါတယ်Zoom user နာမည်လေးရယ်ဒီနေ့ join ဖြစ်တဲ့နေရာလေးရယ်နောက်ပြီးတော့ feeling လေးပေါ့နော်အဲ့ဒါလေး sharing လုပ်ပေးပါဦးသူ line မကောင်းဘူးထင်တယ် line မကောင်းဘူးထင်တယ် line မကောင်းတော့ဘူးအဲ့ဆိုနောက်တယောက်ဆရာတော်ရာဟုလာဓမ္မနဲ့အရိယရင်နဲ့တယောက် share ပေးပါဦးဆရာတော်ပြန်နဲ့တကွ Zoom တွေကို join တဲ့ပုဂ္ဂိုလ်အားလုံးမြင်လာပါဦးဇင်းရဲ့ဘွဲကတော့ရာဟုလာဓမ္မဖြစ်ပါတယ်ဇာတိကတော့စကိုင်းတိုင်းထက်ပိုင်းအိန္ဒိယနယ်စပ်ကတမူပါအခုလက်ရှိကတော့ဦးဇင်းထိုင်းနိုင်ငံမှာကျွန်အယုဒ္ဓယမှာအမိတီတီးစင်နေနဲ့လိုင်းကမြန်မာပြည်မဟုတ်ထိုင်းမှာလည်းကြာတယ်အဲ့မကောင်း မျောလင့်ပါတယ်ဗျာလောက်ပါပဲဗျာတင်ပါစနဲ့ဆုံးပဲကြားလိုက်ရပါတယ်ဗျာလိုင်းနောက်တစ်ခုကျွန်မပြန်ပြီးတော့ပြန်ပြောပါမယ်ဗျာဒီလိုဘွေကတော့နော်ရာဟုလာဓမ္မလို့ခေါ်ပါတယ်အခုလက်ရှိကတော့ထိုင်းနိုင်ငံမှာကျလာလောင်ကောင်ကျွန်တော်ကြားရမှာဗျာ
ကြားရပါတယ်ဗျကြားပါတယ် မှန်အခုလက်ရှိကတော့ထိုင်းနိုင်ငံဦးဇင်းတို့မာချူလောင်လောင်ကွန် University အယုဒ္ဓယမှာ MED ဆက်လက်သင်ကြားနေပါတယ်ဒီလောက်ပါဗျာ line ကထည့်နေတဲ့ခါကျတော့ ဟုတ်တယ်တရီယာရင်နဲ့မရဦးနဲ့ကြံမယ်နော်နှစ်ယောက် တပည့်တော်မှာမိတ်ဆက်လိုက်ပါမယ်ဗျာမင်္ဂလာပါဦးစင်းနဲ့တော့ကဒီ Zoom ကိုလာ join ကြတဲ့တွေ့အားလုံးမင်္ဂလာပါမနာမည်ရေရလုံးခေါ်ပါတယ်ဒီ webinar ကို join တဲ့အချိန်မှာ feeling နေနေတော့ worry ဖြစ်နေရပေါ့နော်ဆိုတော့ morning person မဟုတ်တော့အရာစောထားရတဲ့ကြောင်ပြီးရင် busy ဖြစ်နေရတဲ့ကြောင်ဒီနေ့ feel ရတော့ worry ဖြစ်နေပါတယ်ဆိုတော့ဒီ webinar လေးကို join ဖို့အတွက်ပေါ့နော်အများကြီးအားထုတ်ထားပါတယ်ဦးစင်းအများကြီးလည်းမျှော်လင့်ထားပါတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်အဲဆိုနောက်ဆုံးတစ်ယောက်မရဦးနော်မရဦးsharing လေးလုပ်ပြပါဦးတိုင်းမကောင်းတယ်နော်ဒါဆိုဦးဇင်းတို့proceed လုပ်လိုက်မယ်နော်ဆက်သွားလိုက်တော့မယ်ချိန်ကနောက်ဝရှိဆိုတော့ hello ကြားရလားမသိဘူး ကြားရပါတယ် ကြားပါတယ်ဦးဇင်း ဆိုတော့ဒီနေ့ sharing မှာအားလုံးပါဝင်ပေးသွားတယ်sharing လုပ်ပေးသွားတယ်participant တွေအားလုံးအရောက်တိုင်းစီကိုကျေးဇူးတင်ကြောင်းပထမဆုံးဦးဇင်းပြောလိုပါတယ်အဲ့တော့ဒီနေ့ခုနကစောစောပိုင်းဦးဇင်းပြောသွားတဲ့အတိုင်းပဲဒီ SEL ဆိုတာဘာလဲဆိုတဲ့ဟာကိုဦးဇင်းတို့ဆွေးနွေးကြမယ်SEL ဆိုတာသူက skill set ပေါ့နော် skill set skills 5 မျိုးပါတယ်ဒီ SEL ရဲ့အဓိပ္ပာယ်ဖွင့်ချက်မှာတော့ဒီ SEL မှာပါတဲ့ skills တွေကကိုတိုင်းနဲ့သူတစ်ပါးတို့ရဲ့စိတ်ခံစားချက်ကိုသိရှိနားလည်ဖို့နောက်ပြီးတော့ကိုချင်းစာတတ်ဖို့နောက်အကောင်းပို့ပြီးတော့လောကနဲ့ကိုအပေါ်မှာအကောင်းမြင်တတ်လာဖို့နောက်တစ်ခါပေါင်းသင်းဆက်ဆံရေးမှာပို့ပြီးတော့မှပြည့်ပြည့်ချောမွေ့လာဖို့ပေါ့နော်နောက်တစ်ခုကဘဝပန်းတိုင်ကိုလျှောက်လန်းနေတဲ့ဘဝလန်းခီးမှာမိမိနဲ့မိမိရဲ့လူဖွဲ့စည်းတွေအကျိုးပြုနိုင်ဖို့ဒီလိုအကျိုးပြုနိုင်စေတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ဖို့ဆိုတဲ့ဒီအချက်တွေဒီ skills တွေကိုသင်ယူတာကိုပဲ SEL လို့ခေါ်ပါတယ် SEL ကတကယ်တော့မူလမှာသူကကလေးတွေအတွက်ပေါ့နော်ကလေးတွေအတွက်စပြီးတော့တည်ထွင်ခဲ့တာဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့စာသင်ကျောင်းမှာကလေးတွေအတွက်တည်းမကဘဲနဲ့ဒီလူမှုဖွဲ့စည်းတွေမှာလူမှုတိုင်းဝိုင်းတွေမှာပါဒီ skills တွေကအရင်အသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်သူကကြကြပြန့်ပြန့်ကိုဒီနေ့ခေတ်မှာဆိုရင် United States မှာဆိုလို့ရှိရင်ကျောင်းပေါင်းstate ကျောင်းတွေ state school တွေမှာဒီ skill တွေကို program တစ်ခုအနေနဲ့ထည့်ပြီးတော့သင်ပေးနေတာဖြစ်ပါတယ်သင်ပေးနေပြီပေါ့နော်ဆိုတော့သူ့ရဲ့တမိုင်းကျောင်းကိုနည်းလေးကောက်ကျောင်းပြန်ဆွဲကြည့်မယ်ဆိုရင် SEL ကသူက1994ခုနှစ်လောက်မှာစပြီးတော့စတင်ခဲ့တာပေါ့နော်သူ Pfizer Institute ဆိုတဲ့အဖွဲ့အစည်းမှာ meeting လေးတစ်ခုသူတို့လုပ်ကြတယ်အဲ့ဒီမှာ educators တွေပါတယ် researchers တွေပါတယ်နောက်ပြီးတော့ child advocates တွေပါတယ်သူတို့ကဒီ social and emotional learning နဲ့ပတ်သက်ပြီးတော့ရှေ့နှစ်များစွာကတည်းကဒီ skills လေးတွေလိုတယ်ဆိုပြီးတော့မှ soft skill အနေနဲ့ပေါ့နော် soft skill အနေနဲ့အဲ့လို theory တွေရှာဖွေကြတယ်ဒီထွင်ကြဆွေးနွေးကြတယ်ဒါပေမဲ့ SEL ဆိုပြီးတော့မဖြစ်လာသေးဘူးအဲ့ဒီ1994ခုနှစ်မှာပဲဒီ CASEL ဆိုပြီးတော့မှသူက organization လို့ဒီထောင်ကြတယ်အဲ့ဒီနောက်ပိုင်းကနေစပြီးတော့မှ SEL ဆိုတဲ့ scale ကိုကြပြန့်ပေါ့နော်သူတို့လှုပ်ဆောင်လာနိုင်ခဲ့ကြတယ်ပေါ့လေအဲ့ဒီမှာအရေးပါတဲ့ပုံကိုယ်တွေကသူတွေလည်းဘယ်လိုဖြစ်မလဲဆိုတော့ Elias နဲ့သူ့ရဲ့မိတ်ဆွေတွေပါမယ်သူတို့က guidelines ပေါ့နော် SEL မှာပါတဲ့ guideline တွေကိုဥဆောင်ပြီးတော့ရေးဆွဲပေးခဲ့တာပေါ့နော်
နောက်ပြီးတော့နောက်ထပ်ရေးပါတဲ့ပုံကိုယ်တွေကဘယ်သူတွေဖြစ်မလဲ Zins နဲ့သူတို့တငယ်ချင်းတွေဒီ US မှာဒီဟာအောင်မြင်လာဖို့အတွက်ဆက်လက်ပြီးတော့စူးစမ်းထုတ်ခဲ့ကြရေးမသားတဲ့နှစ်ကတော့2004ခုနှစ်ပေါ့နော်နောက်က meta analysis ဆိုတဲ့ဟာကတော့သူ research တွေအများကြီးလုပ်ထားတဲ့ဟာကိုပြန်ပြီးတော့မှသူ analyze လုပ်တဲ့ဟာကျောင်းသားပေါင်း2,900,000ကျော်ပေါ့နော်ဒီ scales တွေက behavior နဲ့ပတ်သက်ပြီးတော့ academic performance နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိကျေးဇူးများတယ်လဲဆိုတာကို analyze ပြန်လုပ်တဲ့meta analysis ကိုဥဆောင်ပြီးလုပ်ခဲ့ကြိုးစားလုပ်ခဲ့ကြတဲ့နှစ်ကတော့2011ဒါကမသားမဲ့အရေးပါတဲ့နှစ်တွေပေါ့နော်ဒီနေ့မှာတော့ခုနကဦးပြောခဲ့တဲ့အတိုင်းပဲ US မှာဆိုလို့ရှိရင်state ပေါင်း50လောက်မှာကျောင်းတွေမှာ preschool တွေမှာဒီ SEL program ကိုမဖြစ်မနေသူထည့်သွင်းပြီးတော့မှသင်ကြားပေးနေပြီဖြစ်ပါတယ်ဆိုတော့ဒီ SEL မှာ skills က5မျိုးရှိတယ်เนาะ SEL ကို skill 5မျိုးနဲ့ဖွဲ့စည်းထားပါတယ်number 1 skills က self awareness လို့ခေါ်ပါတယ် understanding my emotions thoughts and values ပေါ့เนาะကိုယ့်ရဲ့စိတ်ခံစားချက်စိတ်ခံစားမှုတွေအတွေးတွေနောက်ပြီးကိုယ်တန်ဖိုးထားတဲ့ຢာတွေကိုနားလည်ဖို့အတွက်ဒီ skill set ထဲမှာလေ့လာရတာဖြစ်ပါတယ်လေ့ကျင့်ရတာဖြစ်ပါတယ်ဆွေးနွေးပြီးတော့မှလေ့ကျင့်ကြတာဖြစ်ပါတယ်နောက်တစ်ခုနောက်ထပ် skills ကself management လို့ခေါ်ပါတယ် self management မှာတော့ဒီကိုယ့်အကြောင်းကိုသိလာတဲ့အခါမှာကိုကဘယ်လို emotion မျိုးတွေရှိတတ်တယ်ကိုက stress prone to stress ဖြစ်သလားပေါ့နော် stress prone ဖြစ်လား stress ဝင်လွယ်လားဒါ impulsive စိတ်မြန်လက်မြန်လောက်တတ်တဲ့လူစားမျိုးလားဒါမျိုးတွေကိုယ့်အကြောင်းကိုသိလာပြီဆိုလို့ရှိရင်ကိုယ့် emotion တွေသိလာပြီဆို emotion self management skill ကသူကသူဒီဟာတွေကို manage လုပ်ဖို့အတွက်သင်ကြားပေးသွားတာဖြစ်ပါတယ်နောက်တစ်ခုက social awareness ပေါ့နော် understanding differences and feeling empathy for others မြန်မာပြည်မှာဆိုလို့ရှိရင်မတူညီတဲ့တိုင်းရင်းသားတွေမတူညီတဲ့လူမျိုးတွေဘာသာမတူတာတွေနဲ့ဖွဲ့စည်းရတဲ့ဖွဲ့စည်းတွေအများကြီးပေါ့နော်အဲ့ဒီမှာဒီ differences လူမျိုးမတူတဲ့လူမျိုးရဲ့ကြားမှာကွဲပြားချက်တွေကိုနားလည်ခံစားပေးနိုင်တာပေါ့နော် empathy ထားနိုင်တာသူတစ်ပါးပေါ်မှာဒါကrace နဲ့ပတ်သက်တဲ့ level ပေါ့နော်personal level မှာလည်း intrapersonal interpersonal ဒီ social awareness ကလိုအပ်တာဖြစ်ပါတယ်လူတူနဲ့တူရဲ့ကြားမှာနားလည်မှုပေါ့နော်နောက်တစ်ခါ relationship skills communicating skill တွေ communicating နဲ့ပတ်သက်တဲ့ဟာတွေလေ့လာဆွေးနွေးကြပါမယ်ဒီ skills မှာ skill number 4မှာပေါ့နော်နောက် cooperating skill တွေတူတကွပူးပေါင်းလှုပ်ဆောင်ဖို့အတွက်ဘာတွေလိုအပ်တယ်ဆိုတဲ့ဟာတွေနောက်တစ်ခုက solving problems ပေါ့နော်ဒီဖွဲ့စည်းမှာလူဖွဲ့စည်းဆိုတာရှိနေရင် problem ဆိုတာရှိနေတာဖြစ်တဲ့အတွက်ကြောင့် problem solving skills တွေလည်းဒီထဲမှာပါဝင်ပြီးတော့မှထည့်သွင်းထားတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုက responsible decision making ပေါ့နော်တာဝန်ခံမှုရှိတဲ့ decision making ကိုဆုံးဖြတ်ချက်ကိုပွားမှာဆုံးဖြတ်ချက်တွေကနေတိုင်းချနေရတာပေါ့နော်နောက်ဆုံးလေ့လာတွေ့ရှိချက်အရာတရက်မှာလူရတဲ့အကြိမ်ပေါင်း900ထက်မနည်း decision making လုပ်တယ်လို့တွေ့ရှိရတယ်ပေါ့နော် scientifically အကြိမ်ပေါင်း900ထက်မနည်းအရာထလာရင်တကူမျက်နှာရင်သိမလားသွားရင်တိုက်မလားဆိုတာအစပေါ့နော် decision making တွေထဲမှာပါတယ်ပေါ့အဲ့လိုအသေးလေးတွေအစ breakfast ကိုဘာစားရမလဲပေါ့ဒါမျိုးတွေအစအဲ့လို decision တွေဆိုရင်အကြိမ်ပေါင်း900ထက်မနည်းလောက်ရတယ်လို့သူတွေနာကတွေ့ရှိထားပါတယ်decision making ရတယ်ဘဝမှာအရေးကြီးရပေါ့နော် decision making skills တွေresponsible choices for myself and my community ပေါ့နော်ကိုလှုပ်လိုက်တဲ့ရွေးချယ်မှုကိုကိုယ်တိုင်ကတာဝန်ခံမှုရှိပြီးတော့ကိုယ် community အတွက်လည်းအကျိုးရှိကိုယ်တို့လည်းအကျိုးရှိမယ်ဆိုတော့ decision making မျိုးကိုချမှတ်နိုင်ဖို့ဒီ skills တွေကပံ့ပိုးပေးနိုင်ပါတယ်ပံ့ပိုးပေးနိုင်အောင်ရေးဆွဲထားတာလည်းဖြစ်ပါတယ်ဒါဆိုတော့ဒီ SEL မှာဒီ skill 5မျိုးကသူက pillars တွေဖြစ်တယ်ပေါ့နော်သူတို့မှာဒီ skills 5မျိုးကိုသင်ကြားပေးလိုက်ခြင်းအပြင်ကလေးတွေအတွက်စတင်ခဲ့တာဆိုဒီကလေးတွေရဲ့ဘဝမှာ decision making တွေအားကောင်းလာတယ် relationship skill တွေအားကောင်းလာတယ် social awareness တွေအားကောင်းလာတယ် self management skill တွေအားကောင်းဘယ်ကစလဲဆိုကိုယ့်ကို
ကိုသိရှိနားလည်ခြင်းကနေစတာဖြစ်ပါတယ်ဆိုတော့ဒီ skills တွေကဘာလို့အရေးကြီးရတာလဲတဲ့ဘာကြောင့်အရေးကြီးရလဲဆိုတော့ဒီမှာ၄ချက်တော့ပြောထားတယ်ပေါ့နော်မိမိရဲ့နေ့စဉ်ဘဝမှာမကောင်းတဲ့အမြင်တွေအတွေးတွေကိုသိသိသာရောကြစေရတဲ့ self awareness ရှိတဲ့လူနဲ့ self awareness မရှိတဲ့လူဒီဟာရှင်းကြည့်မယ်ဆိုရင်ကိုယ့်ကိုအကောင်းမြင်တဲ့စိတ်က self awareness ရှိတဲ့သူမှာပို့ပြီးတော့တွေ့ရတယ်ပေါ့နော်နောက်ဒီတခုကဘဝမှာဂျီနတ်ဆိုတာနေတတ်ဖို့အတွက်အခြေခံလိုအပ်တဲ့ skill တွေတိုးတက်စေတယ်တဲ့ရှိတဲ့အရာတွေရှိတဲ့အားကောင်းတဲ့အရာတွေပေါ့နော်အဲ့ဒါတွေပို့ပြီးတော့အားကောင်းစေတယ် contentment ဖြစ်စေတယ်ဘဝကိုပို့ပြီးတော့ဂျီနတ်အောင်သူကပံ့ပိုးပေးတယ်ဆိုပြီးတော့မှသူတို့တွေ့ရှိထားတာဖြစ်ပဲနောက်တစ်ခုက learning ပေါ့နော် learning ကပညာရေး level မှာရှိတဲ့သူတွေပညာရေး level ပညာရေးပန်းတိုင်ကိုဘာလိုချင်လဲဆိုတာရှင်းရှင်းလင်းလင်းသူကနားလည်သိမြင်စေတယ်အဲ့ဒါကြောင့် learning ဖက်မှာလည်းဒီ skill တွေကပံ့ပိုးပေးတယ်နောက် health and joy နေ့စဉ်ဘဝမှာကျန်းမာပျော်ရွှင်မှုကိုလည်းသိသိသာသာတိုးတက်စေတယ်သူကကျေနပ်မှုနဲ့ဒီလိုချိတ်ဆက်နေတာပေါ့နော် skill တစ်ခုနဲ့တစ်ခုကလည်းချိတ်ဆက်နေတယ်ဒီလေးခုမှာဆိုရင်လည်းကြည့်လိုက်သူချိတ်ဆက်မှုရှိနေတယ်တစ်ခုကပံ့ပိုးထားပြီးတယ်ဒါကြောင့်ဒီလိုအရာတွေကြောင့်ပေါ့ဒီလိုအရာတွေကဘဝမှာလိုအပ်တယ်ဘဝမှာလိုအပ်တဲ့အတွက်ကြောင့်ဒါတွေကြောင့်ဒီ skills တွေကိုသိထားဖို့လိုတယ်ပေါ့နော်သိထားဖို့လိုတယ်အဲ့တော့မေးခွန်းရှိရင်မေးလို့ရရင်နော်မေးခွန်းရှိရင်လက်ထောင်ပြီးတော့ပဲဖြစ်ဖြစ်မိုက်ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်မေးလို့ရပါတယ်အားမနာပါနဲ့နော်ဆိုတော့ number 1 skills ပေါ့နော်ခုနက skill 5မျိုးထဲက number 1 skills က self awareness ကဘာကိုပြောတာလဲ noticing what is happening inside me my body my feelings and thoughts နော်ဆိုတော့ခြေခံအဖြစ်တော့ကိုယ့်ကိုသိရှိနားလဲတယ်ဆိုတာဒီခန္ဓာကိုယ်မှာဘာဖြစ်နေတာလဲဆိုတာသိတာရယ်ကိုယ်စိတ်ထဲမှာဘာဖြစ်နေတာလဲဆိုတာသိတာငါဘာတွေခံစားနေရတာလဲဆိုတာသိတာပဲဆိုတော့ခန္ဓာကိုယ်ရယ်စိတ်ရယ်အတွေးရယ်ပေါ့နော်စိတ်အတွေးလို့ပြောရင်ကိုတွေးနေတာတစ်ခါလေကျရင်ကိုမသိဘူးပေါ့နော်အဲ့လို automatic အတွေးတွေနဲ့နေနေတဲ့ကာလနေနေတဲ့အချိန်တွေများနေတတ်တယ်ပေါ့နော်ကိုယ့်ကို self aware မဖြစ်ဆိုရင်ဆိုတော့အခြေခံအားဖြင့်ခန္ဓာကိုယ်မှာဖြစ်နေတယ်အခုဆိုရင်ပူနေလားခန္ဓာကိုယ်အေးနေလားဒါမှမဟုတ်တောင့်နေလားစက်ကြောတွေပါတက်နေဆိုတဲ့ဟာတွေတစ်ခါလေသတိမထားအရင်တင်းလာတော့မှသတိထားမိတာရှိတယ်ဒီလို sensation တွေကိုပြီးတာနောက်တစ်ခါစိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ပေါ့နော်စိတ်ခံစားချက်ဆို emotions တွေ feelings တွေပြောတာပေါ့နော်နောက်တစ်ခါကိုတွေးနေတဲ့တွေးကိုသိချာသတိထားမိတာတဲ့အဲ့ဒီသတိထားမိတဲ့အခါမှာအတွေးတွေရဲ့ pattern ပေါ့နော်အတွေးတွေရဲ့ pattern ဒီလိုဖြစ်ဒီလိုလေးတွေးတတ်တယ်ဆိုတဲ့ပုံစံလေးတွေကိုသတိထားမိတယ်နောက်တစ်ခါကိုယ့်ရဲ့ automatic reacting pattern ပေါ့နော်တစ်ခါလေအကြောင်းတစ်ခုကိုတိုက်ဆိုင်လို့ရှိရင် automatic react လုပ်နေတာတွေကိုကသတိမထားမိပဲနဲ့ပြောမိလိုက်သွားတာကိုကသတိမထားမိလုံမိလိုက်သွားတာကိုကသတိမထားမိအတွေးရautomatic အတွေးရဖြစ်နေပြီ ruminate ဖြစ်နေပြီဒါမျိုးတွေဒီ pattern တွေကိုသိရှိနားလည်တာကို self awareness လို့ခေါ်တယ် self awareness ဆိုတာတော့ဒီ level လေးနဲ့တော့မဟုတ်ဘူးเนาะသူကဒါကတော့အခြေခံပေါ့အခြေခံဆိုတော့ဥမာပေးထားတာက when I am tired I get angry more easily เนาะ when I notice this I can take care of myself ဆိုတော့ကိုကပင်ပန်းနေတဲ့အခါမှာစိတ်တိုလွယ်တာเนาะပင်ပန်းနေတဲ့တခုလေးကိုမချိုက်ရလေတခုလေးပြောကြားလိုက်မိလို့ရှိရင်အလိုလိုနဲ့စိတ်ဒေါသထွက်လွယ်နော်ဆိုတော့ဒီ pattern လေးကိုငါပင်ပန်းရင်ငါစိတ်ဆိုးလွယ်တယ်ဆိုတော့ဒီ pattern လေးကိုသတိထားမိရင်သိထားတယ်ဆိုလို့ရှိရင်တော့ငါထိန်းနိုင်တယ်ပေါ့နော်ထိန်းလို့ငါစိတ်ဆိုးလွယ်တယ်ဒီငါပင်ပန်းနေတဲ့အခါမှာစိတ်ဆိုးလွယ်တဲ့အတွက်ကြောင့်သတိရှိဖို့လိုတယ်ဆိုတဲ့အသိလေးရှိရပါတော့ဝေးဆိုင်နိုင်တယ်အခုကိုပြန်မေးကြည့်မယ်ပေါ့နော်ကိုယ့်ကိုပြန်မေးကြည့်မယ် self awareness ရှိရလို့ထင်လားပေါ့နော် level ဘယ်လောက်ထိရှိလဲပေါ့ self awareness pattern လေးအများအပြားဖြစ်တတ်တဲ့ pattern လေးက tired ဖြစ်နေတယ်စိတ်ရှင်တဲ့အခါမှာစိတ်ဆိုးနေတယ်စိတ်ဆိုးရင် react ဖြစ်လွယ်တယ် react ဖြစ်ပြီးတခုကိုပြောလိုက်ပြီးရင်နောင်တရတယ်เนาะငါပြောလိုက်မိသွားပြီဆိုတဲ့ဒီ pattern လေးအဲ့လို pattern လေးကို self awareness သိထားသလားကိုယ်မှာရှိနေတယ်ဆိုတာသတိထားမိလားပေါ့နော်အဲ့ဒါလေးပြန်ပြီးတော့မေးကြည့်မယ်အဲ့လိုလေးမေးကြည့်ပြီးတော့သိလိုက်ရတဲ့အရာလေးကိုစာရွက်မှာချရေးထားလို့ရတယ်နော်ကိုယ့်ကိုယ်စာမှာချရေးထားဒါမှမဟုတ် mental note ပေါ့နော်စိတ်ထဲမှာအဲ့လိုလေးမှတ်လိုက်ရင်လည်းရပါတယ်
ဆိုတော့ခု ရှင် န ပြ ဦးစင်းပြော question ခဲ့သ မေး လို လို့ ပဲ ရတယ် မေးလို့ရပါတယ်မေးလို့ရတယ် အခုအရှင်ပြပြောလိုက်တဲ့အဲ့ဒီ self awareness မှာလေတပည့်တော်မှခဏခဏကြုံတာများတယ်ပေါ့နော်များတော့ကိုကအဲ့လိုသူတယောက်ကိုကိုမရည်ရွယ်ပဲနဲ့ပြောဖြစ်သွားပြီးလို့ရှိရင်ဘာဖြစ်လို့အဲ့လိုပြောလိုက်ရတာလဲငါအဲ့လိုပြောလိုက်ရလဲဆိုကိုကိုပြန်သတိထားပြီးမှလေ mind ထဲမှာလေနည်းနည်းဘယ်လိုပြောမလဲ feel က very sad ဖြစ်တယ်ပေါ့အဲ့လိုပြောလိုက်ရခြင်းအတွက်ကြောင့်အဲ့ဒါကိုဘယ်လိုပြန်ပြီးထိမ့်သိမ်းလို့ကိုပြန်ပြီးမှပြန်ဘယ်လိုပြောလဲအဲ့ဒီ one နဲ့ချင်းကိုပြောလိုက်တဲ့စကားကြောင့်သူတစ်ပါးပေါ်မှာဖြစ်သွားတယ်ဆိုတော့အဲ့ဒီရဲ့ခံစားချက်ပေါ့နော်အဲ့ဒါလေးတွေကိုဘယ်လိုပြန်ပြီးမှကိုကောင်းမွန်အောင် in step ပေါ့နော်ခုပေါ့အဲ့လိုဘာနဲ့ဘယ်လိုမျိုးသွားမှအဲ့ဒီရဲ့ feeling ကိုကောင်းကောင်းကိုဘယ်လိုပြောမလဲအဲ့ဒီဟာကြီးကိုပေါ့ကြော်ဖြတ်ချင်တာပေါ့နော်အဲ့ဒါကြတော့ဘယ်လိုမျိုးထိမ့်သိမ်းရမလဲပေါ့နော်ကိုတစ်ချက်လောက်ပြောပြပြပါလားလို့ရှင် အဲ့ဒီအပိုင်းကြတော့မစင်ဒီဟောပါတော့ဒီအခုကတော့ pattern ကိုတွေ့ထားပြီလို့ပြောရတာပေါ့နော် pattern ကိုတွေ့သွားရင်ဒီပြောလိုက်မရည်ရွယ်ဘဲနဲ့ပြောလိုက်မိရင်ပြောလိုက်မိပြီးတဲ့ခါကျမှကိုယ်ပြန်စဉ်းစားတဲ့ခါမှာဝမ်းနည်းသလိုခံစား guilt ဖြစ်တယ်ပေါ့နော်ငါပြောလိုက်မိပြန်ပြီဆိုရင်အဲ့ဒီ guilt ဖြစ်တဲ့ဟာကဒီ psychology အရာဆိုလို့ရှိရင်တော့သူကဒီတကယ်သူ့ရဲ့ reason ကဒီမှာမဟုတ်ဘူးသူကဒီဟာက trigger လို့ခေါ်တယ်သူက trigger သူ့ရဲ့တကယ် reason ကိုဟိုနက်ပေါ့နော်စိတ်ထဲမှာနက်ထဲမှာသူကကိုယ်မသိသေးဘူးunconscious ခေါ်တဲ့စိတ်ထဲမှာပေါ့နော်မသိစိတ်ထဲမှာကလေးဘဝကလာတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီ adult early adult ပေါ့နော်အဲ့လိုအရွယ်ယောက်ကစားမှာစိတ်ထဲမှာတခုခုဖြစ်ခဲ့ရတဲ့ဟာလေးတွေကိုဘယ်လိုပြောမလဲ unresolved ပေါ့နော် unresolved ဖြစ်တာလည်းဖြစ်နိုင်တယ်အဲ့ဒါကြတော့ explore လုပ်ကြည့်မှရတယ်ပေါ့နော် explore လုပ်ကြည့်မှရ explore လုပ်ကြည့်တဲ့အခါမှာကိုယ့်တယောက်တည်း reflect လုပ်ပြီးတော့မှတွေးရင်းနဲ့အဲ့လိုတွေးမိတာလေးတွေခြာရေးရင်းနဲ့ဘာကြောင့်လဲဆိုတဲ့ဟာကို reflection ရေးနဲ့ explore လုပ်တာလည်းရတယ်ဒါမှမဟုတ်ဒီ counselor နဲ့ပေါ့နော် counselor နဲ့တွားပြီး explore လုပ်တာလည်းလုပ်ရင်လည်းရတယ်ဆိုတော့ဒီဟာကိုသိဖို့ဒီအကြောင်းကိုသိဖို့ကြတော့ explore လုပ်မှရမှာပေါ့နော်ဦးစင်းအနေနဲ့ဒီ solution ကိုပေးလိုက်မယ်အခုဒီလိုလေးလုပ်လိုက်ဆိုရင်မာစင်တီနဲ့ကြိုက်ချင်တော့ကြိုက်မယ်ဘာလို့လဲဆိုတော့ reason ကို explore မလုပ်ရသေးတာဖြစ်အတွက်ကြောင့်အဖြေကကိုယ့်အတွက်ဆင်ပြေမှပြည်မယ်ပေါ့နော်အဲ့လိုမျိုးရှိရပေါ့အဲ့ဆိုတော့ဒါကအခုဖြစ်တဲ့ဟာဒီဒါ trigger ပေါ့နော် trigger နေ့စဉ်ဘဝမှာဖြစ်နေတဲ့ဟာအဲ့တကယ်ရင်းမြစ်ကို explore လုပ်ရမယ်ဘယ်ကနေလာနေလဲပေါ့ကျေးဇူးပါရှင်ဗျာဟုတ်ကဲ့မေးခွန်းရှိသေးလားမသိဘူးမေးခွန်းရှိဆိုရင်ဒါဆက်သွားမယ်နော်ခုနကတင်မရှိတယ်ရှင်ဗျာပြောတဲ့ထဲမှာမေးခွန်းမေးဖို့လို့ရှိတယ်ဗျာဟိုနေမျိုးလန်းထင်ပါတယ်ဗျာတင်ပါဗျာဟောတော့ဆက်တော့ရမယ်တို့အားရပါပြောမေးခွန်းတော့မဟုတ်ပါဘူးပေါ့ရှင်ဗျာခုနအမပြောတဲ့ဟာလေးနဲ့ဒါဖြုတ်ကူးတဲ့ဟာလေးနဲ့တိုက်ဆိုင်တော့ဒါ discussion လုပ်ချင်တာပါအဲ့ဒါကဘာလဲဆိုရင်တို့ကအရန်စိတ်မြန်တယ် response အရန်မြန်ပါတယ်အဲ့ထက်မှာပါပါတယ်ဗျာဆိုတော့ဒါလေးကကျွန်တော်လေ့ကျင့်တဲ့practice တစ်ခုပေါ့နော်အဲ့တော့ဘာလို့လဲဆိုရင်အရင်တော့အရင်ဒေါသထွက်လေတော့ပကံတွေရိုက်ခွဲလိုက်တာတည်မလားပြင်ကိုကဝမ်းနေနေရမျိုးတော့အမျိုးဖြစ်တာပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာဘယ်လိုပြန်ထိန်းလဲဆိုရင်ဒါကတော့လက်တွေ့လုပ်တဲ့အလုပ်လေးတစ်ခုကိုပြောကြည့်ရပါ30 second angle လို့ကျွန်တော်ကိုသတ်မှတ်ထားရှိပါတယ်စက္ကန့်30ဒေါသထွက်တာပေါ့ဗျာစက္ကန့်30လောက်ဒေါသထွက်တယ်အဲ့ပြီးရင် response ကိုအတတ်နိုင်ဆုံးမမြန်အောင်လို့ကိုယ်ပြန်ထိန်းတယ်အဲ့30စက္ကန့်လောက်ဒေါသထွက်တဲ့အချိန်ဘာလုပ်လဲဆိုရင်အပြင်ကိုမထွက်နိုင်အောင်အတတ်နိုင်ဆုံးကြိုးစားတယ်အဲ့ဒါပြီးမျက်နှာကိုပြုံးပြုံးလေးထားကြည့်တာပေါ့နော်သို့မဟုတ်လည်းကျွန်တော်အရင်စိတ်ဆိုးနေရင်လည်းမျက်နှာကိုအရင်မတင်းမအောင်ထားတာပေါ့နော်ဆိုတော့ဘာဖြစ်သွားလဲဆိုရင်ကျွန်တော်ကအမှန်ခုနပြောသလို response မြန်လိုက်တော့ရလာတဲ့ feeling ကမကောင်းဘူးဆိုတာကျွန်တော်သိတော့သူ့ရဲ့တကယ်လက်တွေ့ကြတက်ကနေကိုပြန်သွားကြည့်တဲ့အခါမှာပြောလိုက်လို့ဒါအဲ့လိုဖြစ်သွားတာဆိုတော့သိလိုက်တဲ့အတွက်ကြောင့်မလို့မပြောဖြစ်အောင်ထိန်းနေဆိုတော့ပြောချင်တာဖြစ်ပါတယ်မပြောဖြစ်အောင်ထိန်းနေအဲ့တော့စက္ကန့်30လောက်ဒေါသဘယ်လိုထွက်လဲဆိုတော့အတွင်းထဲမှာထွက်တယ်အဲ့ဒါပြီးလို့ရှိရင်သူ
သူအဲ့ဒါကိုပြောချင်နေတာဘာလားဆိုတော့မရရအောင်လိုက်ပြီးတော့အဲ့30စက္ကန့်အတွင်းမရအောင်ထိန်းတာပေါ့နော်ဆိုတော့အစကတော့ခတ်ပါတယ်တစ်နှစ်ကျော်လောက်လောက်လာတော့မခတ်တော့ပေါ့နော်အဲ့တော့အဲ့လိုမျိုးတော့ကျွန်တော် legit ဖြစ်ပါဆိုတော့လေဟောပါdiscussion လုပ်တာပါကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ် input လေးထည့်ပေးတာဟော second 30ပေါ့နော် second 30 rules ပေါ့ second 30အတွင်းမှာဒေါသမတက်ဆိုထိုင်းလိုက်ရင် second 60ဒါမျိုးဖြစ်လာပါနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုမျိုးလင်းဆွေးနွေးစရာတော့အများကြီးရှိရပါတော့ဒီမှာနောက်ကျရင်ကြုံအောင်မယ်လို့ဦးစိမ်းမျိုးလင်းပါတယ်ဒီကိစ္စတွေနဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေ comment တော်တော်ဖြစ်တဲ့တော်တော်လေးဖြစ်များတဲ့ကိစ္စပါနော်အဲ့လိုလေးဟုတ်ကဲ့အဲ့ဆိုဦးစိမ်းဆက်သွားမယ်နော်အဲ့တော့ self awareness ဆိုတာ more than feelings ပေါ့နော် feelings လေးတွေတင်တော့ပြောနေတာမဟုတ်ပါဘူးတဲ့သူက emotion တွေ thought တွေလည်းပါမယ် values နဲ့ goal ပေါ့နော်ကိုတန်ဖိုးထားတဲ့အရာတွေနဲ့ပန်းတိုင်ဘဝမှာငါဘဝမှာဘယ်အရာကငါ့ကိုတန်ဖိုးရှိစေတယ်လို့ခံစားရစေတယ်လေပေါ့နော်ဒါလေးလုပ်ရရင်ဘဝမှာအဓိပ္ပာယ်ရှိနေလဲပေါ့ပန်းတိုင်လို့ပြောတဲ့အခါမှာဘဝရဲ့ achievement တွေကိုတွားပြီးတော့မှစိတ်ထဲမှာရောက်သွားတတ်တယ်ပေါ့နော်တကယ်တော့ပန်းတိုင်လို့ပြောလို့ရှိရင်အဲ့လိုဘဝမှာကိုရယူနိုင်လိုက်တဲ့ achievement တွေဆိုတာထက်ကိုဖြစ်တည်မှုမှာတန်ဖိုးရှိစေတဲ့အရာလေးအဲ့လိုသေးသေးလေးတွေကလည်းပန်းတိုင်ဖြစ်နိုင်တယ်လို့တန်ဖိုးဖြစ်နိုင်ပါတယ်ငါအတွက်ဘယ်အရာတွေကတကယ် sorry အရေးကြီးတာလဲเนาะအရေးတာလည်းဖြစ်နေစလုံးကြတယ်เนาะငါအတွက်ဘယ်အရာတွေတကယ်ရေးကြီးနေ့စဉ်ဘဝမှာကိုလို့ဖြစ်တည်ဖို့အတွက်ဘာအရေးကြီးတွေရလဲပေါ့เนาะရှေ့ဆက်ဖို့အတွက်အဲ့ဒါတွေကို value ဆိုဒါတွေလည်းပဲပါတယ်ပေါ့နော်ဒါတွေကိုလည်းပဲ aware ဖြစ်စေရနော် strength and limits ကခုနကမဆင်ဒီနဲ့ကိုနေမျိုးလင်းတို့ပြောတဲ့အထက်မှာဆိုကိုယ့်ရဲ့ strength and limits ကိုတခါတည်းသူက self awareness ရှိတဲ့အခါကျငါဒေါသကြီးရင် automatic react လုပ်တယ်လို့တတိထားမိတဲ့အခါကျတော့ကိုယ့်ရဲ့အားနည်းချက်ကဘာလဲဒီလိုလုပ်ရင် second 30ဒီ strengths ကိုဘယ်လို strengthen လုပ်မလဲပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းသူကသိရှိသွားစေတယ်ပေါ့နော်ကိုယ့်ရဲ့အားနည်းချက်အားသာချက်နဲ့အားနည်းချက်ငါရဲ့အားသာချက်ကဘာလဲငါရဲ့အားနည်းချက်ကဘာလဲပေါ့နော်ဒါတွေကဒီတစ်ခုချင်းစီကို explore လုပ်ပြီးတော့မှ exercise တွေလုပ်လို့ရတယ်ပေါ့နော်ကိုကပြန်သင်ပေးမယ်ဆိုရင်ဒီ skill ကို emotion and thought ကိုဘယ်လိုမျိုးကိုကဘယ်လိုသတိထားမိလဲသတိထားမိတဲ့အခါမှာကိုယ့်ရဲ့ reaction ဘာရှိလဲဆိုတော့ဒီပေါ်မှာ number 1ပေါ်မှာexplore လုပ်လို့ရတယ် exercise တွေလုပ်လို့ရ activity တွေလုပ်လို့ရတယ်နှစ်လည်းတူပဲသုံးလည်းတူပဲသုံးပါဆိုရင်ကိုယ့်ရဲ့ strength ကဘာလဲပေါ့နော် mental strength physical strength ဒါတွေဘာတွေဖြစ်မလဲပေါ့limitation ရောကိုယ့်ရဲ့ limitation ကဘာလဲကိုယ့်အားနည်းချက်ကဘာလဲဆိုတာလေ explore လုပ်ပြီး exercise လုပ်ပြီးတော့မှ activity တွေလုပ်ပြီးတော့ရှာလို့ရပါတယ်နောက်တစ်ခုကကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့အကောင်းမြင်တတ်တဲ့စိတ်ကလေးကရောဘယ်လိုခြေနေမှာရှိလဲတဲ့ငါမှာအကောင်းမြင်ပေးတတ်တဲ့စိတ်ရှိလားဒါမှမဟုတ်အကောင်းမြင်နိုင်ဖို့လိုအပ်ချက်ရှိနေလားဆိုတော့ဒီ self awareness ကလာတဲ့ဟာနော် self awareness မရှိဘူးဆိုရင်ဒါတွေကသတိမထားမိဘူးသူကသတိမထားမိဘူးသူက automatic ဖြစ်နေတဲ့အထက်မှာပါသွားတယ်နော်ဆိုတော့ဒီ slide ပြင်တော့10 minute break ပေါ့နော်ဒီဟာလေးကိုဦးစင်းကဖတ်စီချင်တယ်အလုံးမြင်ရတယ်နော်မြင်ရတယ်ဒါလေးကိုဖတ်ကြည့်အောင်ဒီကဦးစင်းတို့နောက်မှာလုပ်မယ်ဒီ activity လေးနဲ့ဆက်ဆက်မှုရှိနေတယ်ဒီ exercise နဲ့ဆက်ဆက်မှုရှိနေတယ်ပေါ့နော်စိုက်နဲ့ဆက်ဆက်မှုရှိနေတဲ့အခါကျတော့ဒီ story လေးထည့်ထားတာပေါ့နော် story လေးကိုဦးစင်းတို့3မိနစ်လောက်ချိန်ပေးပြီးတော့ဖတ်ကြည့်ရအောင်3မိနစ်လောက်ချိန်ပေးပြီးဖတ်ကြည့်ရအောင်
ရလောက်ပြီထင်တယ်နော်ဖတ်ပြီးသွားကြပြီထင်တယ် reaction လေးပေးပါအောင်အားလုံးပြီးပြီရတယ်အဆင်ပြေတယ်ဆို reaction လေးနဲ့ဦးစင်းဒီမှာ screen ကမမြင်ရတဲ့ခါကျတော့ reaction တက်လာမှဦးစင်းဆုံးဖြတ်လို့ရမှာပါเนาะ okay ဟုတ်ပါပြီဒါဆိုရင်ဦးစင်းတို့10မိနစ်လောက် body break ယူကြရအောင်10မိနစ်ခဏနားကြစို့ပါရေလေးပါလေးတွေတောက်ကိုယ်လေးပါလေးဆန့်ပြီးရင်ဒီ9နာရီတရားနေတော့10နာရီ5မိနစ်မှာပေါ့နော် Zoom ဒီကိုပြန်လာပေးပါ10နာရီ5မိနစ်ဘန်ကောက် Thailand မှာရှိတဲ့ participant တွေ10နာရီ5မိနစ်မြန်မာပြည်မှာတော့10နာရီ9နာရီခွဲပြီး5မိနစ်ပေါ့နော်9နာရီခွဲပြီး5မိနစ်အဲ့ဒါဆိုခဏလေးဦးဇင်းတို့
Hello, hello, bên mình là hả? ပြန်ရောက်လာကြပြီလားမသိဘူးเนาะ ပြန်ရောက် ရောက် ပြီ ပြီ စင် ဦး ဖျား စင် ပြီးတော့မအောင်ထွက်ခွင့်ပြုပါဖျား ဟုတ်ကဲ့ပါမဆင် အ ကြီး လုပ် ဟုတ် သွား ကဲ့ ရ ပါ တော့မလို့ရှင်ဗျာမနေ့ပြန်တော့ဆက်ဆက် ဟုတ် join ပါ ဟု မယ် တ် ရှင်ဗျာဒီ ဟုတ် မှာ ကဲ့ပါ အားလုံး ဟုတ် ပဲ ကဲ့ပါ ကျန်း မ မာ ဆ ပါ င်ကြီး စေ ဟုတ်ပြီเนาะ ကျန်းမာရှင် โอ ဗျာ เคโอเค အော် ဟုတ်ပြီဟုတ်ပြီကိုစင်းရဲ့ screen ကိုမြင်ရပြီเนาะမြင်ရတယ်เนาะ မြင်ရတယ်ရှင်ဗျ ဟုတ်ပြီအဲ့ဆိုခုနကဒီ story လေး3မိနစ်ချိန်ပေးပြီးတော့ဖတ်ခဲ့ကြရပါတော့ဖတ်ခဲ့ကြတဲ့အခါဒီ story လေးနဲ့ပတ်သက်ပြီးတော့တစ်ခုလောက်ပေါ့နော်ဦးဇင်းတို့ဆက်ပြီးတော့ဆွေးနွေးချင်တာလေးရှိရယ်ဆိုတော့ဒီမှာ theory ပေါ့နော်သူ theory ကဒီမှာအသက်24နှစ်ရွယ်မျိုးမိန်းကလေးလေးတယောက်သူကတင်တန်းတစ်ခုတက်ဖို့စိတ်ဝင်စားနေတာအတော်ကြာပြီပေါ့နော်အခုအခွင့်အရေးရလာတယ်အဲ့ခွင့်ရလာတဲ့အခါမှာ तू ကမပျော်ဘဲနဲ့စိတ်ကပူလာပေါ့နော်စိတ်ပူတယ်လို့ဖြစ်လာငါအရှင်ပြေပါမလားဆိုရယ်ဟာနောက်တစ်ခါအတွေးဝင်လာငါမှအင်္ဂလိပ်စာမကောင်းဘူးပေါ့နော်တခြားသူတွေကငါ့အတွက်ငါထက်ပိုကောင်းကြမှာပဲငါမသွားပဲနေတာမကောင်းလို့မယ်သွားလိုက်ရင်ငါအားနေချက်တွေသူများသိကုန်မယ်ပေါ့နော်အဲ့လိုတွေးမိပြီးတော့အဲ့ဒီ invitation ပို့လာတဲ့ email ကို invitation ဝင်လာတဲ့ email လေးကိုသူဖျက်လိုက်တော့မယ်ဆိုပြီးတော့စိတ်ကူးတယ်နောက်ကခဏလေးရပ်ပြီးသူစဉ်းစားကြည့်လိုက်တယ်ပြန်ပြီး reflect လုပ်ကြည့်တယ်ပေါ့နော်ငါဘာကြောင့်ဒီသင်တန်းကိုတက်ချင်တာလဲပြန်သတိရလာ तू ကပညာရေးကိုစိတ်ဝင်စားတယ်သင်ယူရတာကိုကြိုက်တယ်တနေ့ကျရင်ဒီလိုသင်ထားတဲ့ဟာကိုတိုင်းဝိုင်းမှာရှိတဲ့လိုအပ်တဲ့လူငယ်တွေကိုပေါ့နော်သူပြန်ပြီးကူညီပေးချင်တယ်ပညာရေးနဲ့ပတ်သက်ပြီးမြင့်တင်ပေးချင်တယ်ကိုယ့်အကြောင်းကိုလည်းရိုးသားသားဆက်ပြီးစဉ်းစားကြည့်တဲ့အခါမှာ तू ကစူးစမ်းတယ်သူ့ရဲ့အားသာချက်ပေါ့နော်စူးစမ်းတယ်လွယ်လွယ်နဲ့လည်းမလျှော့တတ်ဘူးဆိုတော့အားသာချက်တွေ strength တွေသူ့မှာရှိတယ်ဒါပေမဲ့အဲ့လိုအားနည်းချက်ကြတော့သူများတွေရှေ့မှာစကားထွက်ပြောမှာဟိုကြောက်တယ်နော်ကြောက်တယ်စိုးရိမ်တဲ့စိတ်ရှိတယ်နောက်ပြီးတော့နေ့စဉ်အလုပ်ပြည့်ရင်လည်းစာလေ့လာဖို့အားနည်းနေတယ်ကိုယ့်အတွက်အချိန်စာအတွက်ကိုကစိတ်ဝင်စားတဲ့အရာတွေအချိန်မပေးနိုင်ဘူးဖြစ်နေအဲ့လိုတွေပြန်သူ့အကြောင်းသူပြန်စဉ်းစားမိပြီးတော့မှတေချာသူပြုံးလိုက်တယ်နော်အားလုံးအတွက်ငါအဆင်သင့်ဖြစ်နေဖို့မလိုဘူးအများနဲ့ဘယ်သူမှလည်းအရာအလုံးတွေအဆင်သင့်ဖြစ်နေတယ်လို့ဆိုတော့မရှိဘူးပေါ့နော်နည်းနည်းချင်းပြင်ဆင်လို့ရတယ်ဖြည်းဖြည်းချင်းဖြည့်သွားလို့ရတယ်လိုအပ်ရင်အကူအညီတောင်းလို့ရတယ်ကိုယ့်ထက်သိတဲ့လူကိုယ့်ထက်နားလည်တဲ့သူကိုချင်းကပ်လို့ရတယ်လို့ရင်းနဲ့တင်ယူသွားလို့ရတယ်ဆိုတဲ့အတွေးသူဝင်လာတယ်ဝင်လာတဲ့ခါကျတော့အဲ့ဒီဖိတ်စာဟိုက invitation letter ကို email ကိုပြန်ဖွင့်ပြီးတော့မှသူအကြောင်းပြန်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်မတက်ချင်ပါတယ်ဆိုပြီးတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မိကုံးလေးတွေဆွေးနွေးကြည့်ပေါ့နော်ကိုယ်စိတ်ထဲမှာတွေးကြည့်လို့လည်းရတယ်ဒီမှာ zoom မှာဆိုတော့တရားပြီးတော့အဲ့လိုပြောဖို့နည်းနည်းလေးခက်ခဲရှိနေနိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုတစ်ချက်ချင်းဟိုစိတ်ထဲကနေတွေး mental note အနေနဲ့ဖြစ်ဖြစ်ကိုစာရွက်လေး note မှတ်ဖို့စာရွက်လေးရှင်းလည်းအဲ့ဒါလေးထဲမှာရေးထားလို့ရတယ်တီရီကသူ့ကိုသူဘာတွေပိုသိလာခဲ့လဲเนาะဒီ story လေးမှာသူ့အကြောင်းသူရဲ့စိတ်ခံစားချက်နဲ့အတွေးတွေနဲ့ပတ်သက်ပြီးသူဘာတွေသိလာခဲ့လဲပေါ့နော်နောက်တစ်ခါသူ့အတွက်ဘာရေးကြည့်လဲပေါ့သူဘယ်ကိုရောက်ချင်တာလဲသူ့ရဲ့ပန်းတိုင်ကဘာလဲအားသာချက်နဲ့အားနည်းချက်ရောဘာတွေလဲပေါ့တီရီကသူပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာနောက်တစ်ခါအကောင်းအတွေးအမြင်နဲ့သူ့ရဲ့အကောင်းမြင်တဲ့စိတ်ကသူ့ရဲ့အတွေးပုံစံတွေဘယ်လိုတွေပြောင်းသွားလဲပေါ့နော်ဒီ story ထဲမှာအဲ့ဒါလေးတွေပါတယ်ပေါ့နော်အဲ့ဒါလေးတွေကိုတွေးလိုက်တဲ့ဟာသိလိုက်တဲ့ဟာလေးတွေကိုနှုတ်အနေနဲ့လှုပ်ထားလို့ရတယ်ဒီဟာကတကယ်တော့ design လှုပ်ထားတာကတော့ဆွေးနွေးဖို့ပေါ့နော် group လေးနဲ့ဆွေးနွေးဖို့ဒါပေမဲ့ဒီမှာက internet ခက်ခဲရောနောက်ပြီးတော့ Zoom မှာဆိုတော့ခါကြတော့ဒီ ground မှာလို့ပေါ့နော်ground မှာလို့ in person activity လို့အဆင်မပြေဘူးပေါ့နော်အဲအကြောင်းဒါလေးကိုဒီလောက်ပဲပေါ့နော်ဒါလေးဒီမေးခွန်းလေးတွေမြင်တဲ့အခါမှာဒီ story ထဲကအချက်လက်လေးတွေကိုဒါလေးဖြည့်ကြည့်လို့ရတယ်ပေါ့နော်ဖြည့်ကြည့်လို့ရတယ်ဆိုတော့ခုနကတီရီလုတ်တယ်လို့ပဲပေါ့နော်ဦးစင်းတို့ကကိုခဏလေးရပ်ပြီးတော့တွေးကြည့်အောင်ဒါဝဲမိမိရဲ့တွင်းစိတ်ကိုနားထောင်ကြည့်ရနော်မိမိရဲ့တွင်းစိတ်ကိုနားထောင်တဲ့အခါမှာအပိုင်း၄ပိုင်းရှိပါတယ်ခန္ဓာကိုယ်ကိုပြန်ကြည့်ရစိတ်ခံစားမှုကိုပြန်ကြည့်ရမိမိရဲ့စိတ်လှုပ်ရှားမှု emotion ကိုစိတ်လှုပ်ရှားမှုလို့လည်းဘာသာပြန်တယ်ပေါ့နော်စိတ်ခံစားမှုလို့လည်းပြန်လို့ရတယ်နောက်က thought အတွေးတွေကို
ပြန်ကြည့်ရပေါ့ဒါကိုပဲ listening insight လို့ပြောရပါတော့ခန္ဓာကိုယ်ပြန်ကြည့်တဲ့အခါမှာ notice tension or ease where do I feel it ဒီခန္ဓာကိုယ်ခဏလေးမျက်စိမိတ်ပြီးတော့ skin ပုံစံမျိုးလေးခန္ဓာကိုယ်နှစ်ခုကနေပြီးတော့ဒီငယ်ထိတ်ကနေပြီးတော့မှဖြည်းဖြည်းချင်းမျက်စိမိတ်ပြီးတော့ skin လောက်ကြည့်လို့ရှိရင်self awareness ခန္ဓာကိုယ် body sensation ကိုawareness strong ဖြစ်တဲ့ပုံကိုယ်ဒီဆိုလို့ရှိရင်သိရပါတော့ဘယ်နေရာလေးမှာတင်းနေတယ်ဘယ်နေရာလေးမှာတော့အဆင်ပြေတယ်ဘယ်နားလေးမှာတော့နားတယ်လို့ဖြစ်နေတယ်ဆိုတော့ကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့ဟာလေးတွေကိုအဲ့လိုပြန်ကြည့်လို့ရတယ်ဒါက feeling ကတော့simple experiences နော် tired ပင်ပန်းနေလား calm ဖြစ်နေလားအေးအေးဆေးဆေးလေးစိတ်မှာငြိမ်ငြိမ်ချမ်းချမ်းလေးဖြစ်နေလားဒါမှမဟုတ် heavy ဖြစ်နေ overwhelmed ဖြစ်နေလား restless ပေါ့နော်ရိုင်းပြန့်လွင့်နေမနေမသက်ဖြစ်နေလားဒါမှမဟုတ် chill okay ဖြစ်နေလားပေါ့ okay ပဲကိစ္စမရှိဘူးဆိုတာမျိုး feeling တွေရှိနေလားပေါ့နော်ဒါတွေပြန်ကြည့်ပြီးလို့ဒါတွေကဖြစ်နေတယ်နော်ခန္ဓာကိုယ်မှာစိတ်ထဲမှာဖြစ်နေတယ်ကိုကသတိထားသည်ဖြစ်စေမထားသည်ဖြစ်စေself awareness ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါတွေတော့ short ဖြစ်နေတဲ့အရာတွေပေါ့နော်အများအားဒလဇတ်ဖြစ်နေတဲ့အရာနောက်ခါ emotion ဆိုရင်တော့ feeling ထက်နည်းနည်းလေးပို့ပြီးတော့deep ဖြစ်သွားပြီပေါ့နော် deep ဖြစ်သွားပြီ stronger feelings feeling မှာ stronger ဖြစ်လာ emotion လို့တော့ဘာသာပြတယ်ပေါ့နော် tied to situations the specific situation နဲ့ဆက်ဆက်ပြီးတော့မှ sadness ဝမ်းနည်းမှုကိုခံစားရတာလား anger စိတ်ဆိုးလား fear ကြောက်တာလား joy ပျော်ရွှင်မှုတွေခံစားရတာလားဆိုတဲ့ emotion ကလည်းပဲ situation အခြေအနေတွေပေါ်မူတည်ပြီးတော့မှသူကအမြဲတမ်းဖြစ်နေတယ်ဦးဇင်းတို့ရဲ့စိတ်နဲ့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်မှာဒါတော့ shock ဖြစ်နေတဲ့ဟာကိုက awareness မရှိလို့ဒါမသိရင်မသိလိုက်မှာပေါ့နော်ဖြတ်ပြေးသွားရင်လည်းဖြတ်ပြေးသွားတစ်ခါလေခက်ကြကြလေးနေလည်းနေနေမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဖြစ်နေတဲ့အရာတွေနောက်တစ်ခုကအတွေးဆိုတာလည်းအိတ်နေတဲ့အချိန်ကလွဲရင်ဖြစ်နေတာပဲလေsentence in the mind I can try my best ပေါ့နော်ကိုယ့်ရဲ့တွေးတွေကိုသိဖို့အတွက်ဒါသိထားလို့ရှိရင်တစ်ခါလေကျရင်ကိုတယောက်တည်းရေချိုးရင်းနဲ့စကားပြောတာမျိုးနော်ပြောနေတာရှိရယ်ထမင်းစားရင်းနဲ့ပြောနေတာရှိရယ်ဟုတ်တယ်မလားမနေ့ယနေ့တော့ဖြစ်သွားတဲ့ကိစ္စခေါင်းထဲမှာဖြတ်ခနဲ့ပြန်ပေါ်လာပြီးတော့စကားပြောနေတာနောက်တစ်ခါဆိုလို့ရှိရင်တော့ငါဒီလိုလေးတုံ့ပြန်လိုက်မယ်နော်နောက်တစ်ခါဆိုလို့ရှိရင်တော့ငါဒါမျိုးလေးပြန်ပြောငါနောက်တစ်ခါဆိုလို့ရှိရင်နောက်တစ်ကြိမ်ဆိုလို့ရှိရင်တော့ဆိုပြီးတော့မှ preparation လုပ်နေတဲ့အတွေးတွေနော်မရတော့အခုပဲတော့ပြောတော့မယ်ဆိုတဲ့ပုံစံမျိုးတွေအထိအတွေးက tense ဖြစ်လာတဲ့ဟာမျိုးတွေရှိမယ်နောက်တစ်ခါဒီအတွေးတွေကိုသတိထားမိလို့ရှိရင်စားတော့စားနေမယ်ဖြစ်တခုလုံနေပဲဖြစ်ဖြစ်ငါဘာကြောင့်ဒီလိုမျိုးပြောမိပါလဲဘာကြောင့်ပြောလိုက်မိတာလဲမသိဆို self blame ပုံစံမျိုးပေါ့နော်ကိုယ့်ကိုအပြစ်တင်တဲ့အတွေးမျိုးတွေလည်းခေါင်းထဲမှာ run ဖြစ်နေကြတယ်ပေါ့နော် repeatedly running ဖြစ်နေကြတယ်အထူးသဖြင့်တယောက်တည်းနေတဲ့အချိန်မှာဆိုသူကပို့ပြီးတော့ loud ဖြစ်တယ်ပေါ့နော်ပို့ကျဲတယ်ဒါကြောင့်self awareness ကိုသိဖို့ဆိုရင်ဒါတွေလည်းလုပ်ကြည့်ဖို့လိုပါတယ်တဲ့ body နော် listening insight ကိုပြန်နာကိုရဲ့တွင်းကိုပြန်နာထောင်ဖို့အတွက်ခန္ဓာကိုယ်လည်းပြန်ကြည့်ဖို့လိုတယ်ခန္ဓာကိုယ်ပြန်ကြည့်တဲ့အခါမှာဘယ်နေရာတွေမှာ sensation တွေသိတာတယ်ဘယ်နေရာမှာတော့ sensation တွေသိမသိတာဘူးဘယ်နေရာမှာ tension တွေရှိနေတယ်ဘယ်နေရာမှာ discomfort ဖြစ်နေတယ်ဆိုတာမျိုးတွေကိုသိနိုင်တွေ့နိုင်မြင်နိုင်တယ် feeling ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဘာတွေခံစားနေရတယ်လဲဆိုရုပ်တရက်ချက်ချင်းတော့သိချင်မှသိမယ်ဒါပေမဲ့နည်းနည်းလေးကျင့်ရလာတဲ့ခါမှာဒီဖြစ်နေတဲ့ feeling တွေကိုသတိထားမိလာမယ် emotion လည်းတူတူပါပဲအတွေးတွေလည်းဒီအတိုင်းပါပဲအဲ့ဒါကြောင့်မို့ listening insight ပေါ့နော်ကိုယ့်ကိုပြန်နားထောင်ကြည့်ဖို့လိုပါတယ် self awareness ရှိဖို့အတွက်နော်ဒီဟာဘာကြောင့်လောက်ရတာလဲဆိုလို့ရှိရင်အဲ့အတွေးတွေစိတ်ခံစားချက်တွေ actions တွေကသူက connected ဖြစ်နေတစ်ခုနဲ့တစ်ခုပေါ့နော်အတွေးရဲ့စိတ်ခံစားမှုရဲ့ခန္ဓာကိုယ်ကတစ်ခုတုံ့ပြန်မှုသူကone thing conditions for another ပေါ့နော်တစ်ခုက condition လုပ်ပေးလိုက်ဖန်တီးပေးလိုက်နောက်တစ်ခုဖြစ်ပေါ်လာအဲ့လိုပဲအတွေးတွေက condition သူကအကြောင်းတရားအနေနဲ့ဖန်တီးပေးလိုက်တဲ့ဒီလိုစိတ်ခံစားမှုတွေဖြစ်ပေါ်လာတယ်ဒီအတွေးတွေစိတ်ခံစားမှုတွေကြောင့်ခန္ဓာကိုယ်က react လုပ်တယ်ခန္ဓာကိုယ် react လုပ်လို့လည်းဒီအတွေးတွေပြန်ဖြစ်တယ်ဒီလိုပေါ့နော်သူက inter related ဖြစ်နေတယ် interconnected ဖြစ်နေတယ်နော်အများအားဆက်သွယ်မှုရှိနေဒါ
ဒါကြောင့်ခန္ဓာကိုယ် body ကို skin ဖတ်တာ feeling ကိုပြန်ကြည့်တာ emotion ကိုပြန်ပြီးတော့မြင်အောင်ကြည့်တာအတွေးတွေကိုပြန်ကြည့်တာဒီတစ်ခုကိုကြည့်လိုက်ရင်ကြံတဲ့ဟာတွေတော့ဆက်ဆက်ပြီးတော့ပါသွားတာဖြစ်ပါတယ်ဒါကြောင့် self awareness ကို skills ကိုတည်ထောင်တဲ့အခါမှာ service လုပ်တဲ့အခါမှာcultivate လုပ်တဲ့အခါမှာဒီဟာတွေပါဝင်ရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အခုပြောသွားတဲ့ထဲမှာ self awareness skill နဲ့ပတ်သက်ပြီးတော့တော်တော်များများပေါ့နော်တော်တော်များများ cover ဖြစ်သွားပြီအဲ့တော့ဒီဟာလေးကို practice လုပ်ကြည့်ကြမယ်ပေါ့နော် practice လုပ်ကြည့်ကြမယ် practice လုပ်မဲ့ process ကတော့ဒီ body scan ပေါ့နော် body scan လုပ်မယ်body scan လုပ်တဲ့အခါမှာနံပါတ်1အနေနဲ့မဖြစ်မနေလိုအပ်တာကထိုင်နေတယ်ဆိုလို့ရှိရင်တက်တောင့်တက်တာလေးဖြစ်အောင်ထိုင်နေဖို့လိုတယ်တက်တောင့်တက်တာလေးဖြစ်အောင်ထိုင်နေပြီးခါကိုလည်းဆန့်ထားတယ်ဒါမှမဟုတ်ထိုင်ကုန်ပေါ်မှာဆိုလို့ရှိရင်လည်းထိုင်ကုန်ပေါ်ကိုတက်တာလို့နောက်မီနဲ့မီတို့ရတယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ attention လေးကိုသတိထားမှာနော်ကိုယ့်ရဲ့ attention မြန်မာလို attention ဆိုလို့ရှိရင်တတိလေးပေါ့နော်တတိလေးကိုဟိုလိုရွေ့ရှားပြရမှာဟုတ်သူကခေါင်းနဲ့ခြေပြားကိုရွေ့ရှားပြီးရွှေပြားနေခေါင်းရွေ့ရှားပြရမှာဆိုတော့ attention လေးကဒီနားမှာရှိနေဖို့လိုတယ်နောက်တစ်ခုက rest ဖြစ်နေဖို့လိုနော် breathe in breathe out breathe မှာဟိုအရန်ကြီးပြင်းပြင်းထန်ထန်ရှူရင်လည်းပဲသူက rest မဖြစ်နိုင်ဘူးဟိုမြင်းမြင်းကလေးရှူပြန်တော့လဲသူကအိပ်ပျော်သွားတဲ့အဆင့်မျိုးဖြစ်သွားမှာပေါ့နော်အိပ်ပျော်သွားတဲ့အဆင့်မျိုးဖြစ်သွားမှာဆိုတော့အဲ့လိုအရင်ပြင်းပြင်းထန်ထန်ရှူတာမျိုးလည်းမဟုတ်လုံးဝကိုယ်အသက်ရှူတာကိုသတိမထားမိလောက်အောင်နှေးနေတာမျိုးလည်းမဟုတ်ပဲနဲ့မှန်မှန်လေးရှူရဖြစ်ပါတယ်ဒါကြောင့်ဒီဟာလေးကိုဦးစင်းကနေပြီးတော့ guided လုပ်မယ်ပေါ့နော် guided လုပ်ပြီးတော့ဥဆောင်ပြီးတော့လုပ်ပေးပါမယ်10 မိနစ်ခန့်ပေါ့နော်1 minute ခန့်အဲ့တော့အားလုံးဟိုကင်မရာပိတ်ထားကြဆိုတော့မျက်စိဖွင့်တာပိတ်တာတော့ဦးစင်းမမြင်ရဘူးပေါ့နော်ဆိုတော့မျက်စိလေးကိုမှိတ်လိုက်ပါမျက်စိလေးကိုမှိတ်လိုက်ပါခန္ဓာကိုယ်မိမိရဲ့ခန္ဓာကိုယ်တက်တောင့်တက်တာလေးဖြစ်နေအောင်ပေါ့နော် comfort ဖြစ်နေအောင်ထိုင်ပေးပါပြီးတော့စပြီးတော့မှအသက်ကိုဖြည်းဖြည်းကလေးရှူသွင်းပေးပါဖြည်းဖြည်းလေးရှူထုတ်ပေးပါဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှူသွင်းပေးပါဖြည်းဖြည်းလေးရှူထုတ်ပေးပါဝင်လေထွက်လေ3 ကြိမ်4 ကြိမ်လောက်ဖြည်းဖြည်းလေးရှူသွင်းရှူထုတ်လုပ်ပြီးလို့ရှိရင်မိမိရဲ့တိနေတဲ့အတိစိတ်ကလေးကိုဦးခေါင်းပေါ်နော်ဦးခေါင်းပေါ်ထိတ်ငယ်ထိတ်ခေါ်တာပေါ့ကလေးဘွားမှာဆိုငယ်ထိတ်ကလေးဘွားမှာတော့ဆိုလို့ရှိရင်အပေါ်မှာလှုပ်နဲ့ဖြစ်နေတတ်တဲ့နေရာလေးငယ်ထိတ်လေးကိုပို့ပေးပါ attention လေးမိမိရဲ့တိနေတဲ့အတိလေးကိုအဲ့နာလေးပို့ပြီးပြီဆိုရင်ဖြည်းဖြည်းချင်းဦးခေါင်းတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့မကြည့်ပါဘယ်နေရာလေးမှာတော့တင်းနေတယ်လို့ရှိတယ်ဆိုတာလေးကိုသတိထားကြည့်ပေးပါဘယ်နေရာလေးမှာတော့အဆင်ပြေတယ်ဘယ်နေရာလေးမှာတော့နည်းနည်းရားတယ်လို့ဖြစ်တယ်ဆိုတာဒါလေးကိုလည်းအလုံးခြုံပြီးတော့သတိထားကြည့်ပေးသွားပါနောက်တစ်ခါဒီမိမိရဲ့ attention ကိုမျက်နှာကိုပို့ပေးပါမယ်နဖူးကနေမေးဖြားထိကြည့်မယ်တင်းနေတာလေယော့နေတာလေရားနေတာလေပူနေတာလေအလုံးကိုသတိထားပေးမယ်နောက်က attention ကိုဒီညာဘက်ပခုံးစီကိုပို့ပေးမယ်ညာဘက်ပခုံးကနေပြီးတော့မှဖြည်းဖြည်းချင်းအောက်ကိုဆင်းသွားမယ်လက်မောင်းလက်စိတ်တထောင်လက်မောင်းရဲ့အောက်ပိုင်းနောက်ပြီးတော့လက်ကောက်ဝတ်လက်ဖွားလက်ဖမိုးလက်ညှိုးလေးတွေကိုကြည့်မယ်သတိထားမိတဲ့လေးကိုဒီနေရာလေးတော့အေးနေတယ်ဒီနေရာလေးတော့ပူနေတယ်ဒီနေရာလေးတော့ညောင်းတယ်လို့နားတယ်လို့ခံစားရဲဆိုတာလေးကိုတိလိုက်ပြီးတိယုံလေးပဲတိလိုက်ပေးပါနောက်တော့ကိုယ့်ရဲ့ attention ကိုဘယ်ဘက်ပခုံးကနေပြီးတော့မှညာဘက်ချမ်းကိုခုနကလှုပ်တယ်လို့ပဲattention ကို move down လုပ်ပေးမယ် move down လုပ်ပေးမယ်ပခုံးကနေလက်မောင်းနေပြီးတော့တထောင်စစ်လက်မောင်းရဲ့အောက်ပိုင်းလက်ကဝတ်လက်ညှိုးလေးတွေလက်ဖွာလက်ဖမိုး
အခုတခါကိုယ့်ရဲ့ attention လေးကိုကိုယ့်ရဲ့သိနေတဲ့စိတ်လေးကို level ကနေပြီးတော့ရင်ဘတ်ရဲ့အပေါ်ပိုင်း1 byte နာတစ်ဝိုက်မှာအသက်ရှူသွင်းနေတာရှူထုတ်နေတာသတိထားကြည့်ပေးပါအဲ့ဒီတစ်လျှောက်မှာတွေ့ရတဲ့ຢာလေးတွေစိတ်ထဲမှာတိပေးလိုက်ပါတိပေးလိုက်ပါနောက်တစ်ခါဒီ attention ကိုနောက်ကြောဘက် Z ကနေပြီးတော့မှကြောကုန်းအပေါ်ပိုင်းအလယ်ပိုင်းကြောကုန်းရဲ့အောက်ပိုင်းနာကြည့်ပေးပါကြည့်ပေးပါတွေ့တဲ့ຢာလေးကိုဒီတိုင်းလေးပဲတိပေးအောင်ပဲနောက်တစ်ခါမိမိရဲ့ attention ကိုညာဘက်ခြေထောက်ပေါင်ရင်းကနေပြီးမှဖြည်းဖြည်းချင်းကြည့်ဆင်းပေးပါဒုစစ်ခြေသလုံးခြေကျင်းဖို့ခြေပမိုးခြေညိုးလေးတွေနောက်တစ်ခါဘယ်ဘက်ကိုလည်းပဲထိုးနည်း၎င်းပြုလုပ်ပေးပါပြုလုပ်ပေးပါဘယ်ပေါင်ကနေပြီးတော့မှဒုစစ်ခြေလုံးခြေကျင်းဖို့ခြေပမိုးခြေညိုးလေးတွေခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်နေတဲ့ sensation ပေါ့နော်ခံစားရတဲ့အရာတွေပူတာလည်းဖြစ်ခြင်းဖြစ်မယ်အေးတာလည်းဖြစ်ခြင်းဖြစ်မယ်ညောင်းနေတာလည်းဖြစ်ခြင်းဖြစ်မယ်တက်တောင့်တက်တာဖြစ်နေတာလည်းဖြစ်ခြင်းဖြစ်မယ်တွေးတဲ့အရာလည်းသိပေးအောင်ပဲသိပေးအောင်ပဲသိပေးအောင်အဲ့တော့ဒီ exercise လေး 1 minute to notice ပေါ့နော် self awareness အတွက် exercise လေးကအချိန်ပြည့်ပါပြီခန္ဓာကိုယ်ရဲ့အပေါ်ကနေပြီးတော့ခြေဖြားထိ skin ဖတ်တဲ့ဟာ self awareness ဖြစ်ဖို့အတွက်ငါခန္ဓာကိုယ်မှာဖြစ်နေတဲ့ဟာလေးတွေသိဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကပြီးဆုံးပြီဖြစ်တဲ့အတွက်ကြောင့်မျက်စိဖွင့်ပြီးတော့ဒီ session ကိုပြန်လာလို့ရပါပြီတခုခုဒီလောက်တဲ့အခါမှာအရေးကြီးတာကတခုခုအဖြေရှာနေတယ်လို့မဟုတ်ပဲနဲ့ပေါ့နော်ရိုးလေးအေးဆေးဆေးလေးပဲခန္ဓာကိုယ်ရဲ့စိတ်ရဲ့ကိုပြန်ကြည့်ဖို့လောက်တာဖြစ်ပါတယ်အဲ့တော့အဖြေရှာတာမျိုးကိုခန္ဓာကိုယ်မှာတခုခုလိုက်ရှာနေတာမျိုးမဟုတ်ဘူးကြည့်တဲ့ဒါမျိုးပေါ့နော်တွေးတာလေးကိုတွေးတဲ့အတိုင်းလေးသိပေးတာပါပဲအဲ self awareness အတွက်ခြေလမ်းအစလေးဖြစ်ပါတယ်အစဆုံးခြေလမ်းလေးဖြစ်ပါတယ်ဆိုတော့ခုဦးဇင်းတို့ဒီ self awareness နဲ့ပတ်သက်ပြီးတော့ learning လုပ်ခဲ့တယ်ဆွေးနွေးခဲ့တယ်အဲ့ဒါလေးကိုနောက်ဆုံးကဘာလုပ်ခဲ့လဲဆိုရင် body scanning ပေါ့နော် body scanning နဲ့သွားခဲ့တယ်ဒါလေးကအခုexercise လုပ်ကြမယ်ပေါ့နော် exercise လုပ်ကြမယ်exercise လုပ်တဲ့အခါမှာဦးဇင်းတို့2ယောက်တွဲပေါ့နော်ဒီမှာ2ယောက်တွဲpair up လုပ်ပေးဖို့လိုတယ်14ယောက်ရှိရပေါ့နော်14ယောက်ရှိရ12ယောက်ပေါ့6 room ပေါ့ breakout room 6ခုလုပ်ပေးဖို့လိုမယ် breakout room ကို2ယောက်တွဲ6ခုလုပ်ပြီးတော့မှဒီ3ချက်ပေါ့နော်ဒီ3ချက်နဲ့ practice လုပ်မယ်10 မိနစ်ခန့်ပေါ့နော်10 မိနစ်ခန့် practice လုပ်ပြီးရင်ပြန်ရောက်လာတဲ့အခါမှာအဲ့ဒီကိုတွေ့လာတဲ့အရာလေးကိုကိုက sharing လုပ်ချင်တယ်ဆိုရင် sharing လုပ်လို့ရတယ်ကိုက sharing မလုပ်ချင်ဘူးကိုယ့်အတွက်ပဲ private အနေနဲ့တင်ထားချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့တော့ဒီ exercise မှာဘာတွေလုပ်ရမလဲဆိုတော့ခုနက body scan ဖတ်တယ်လို့မျိုးbody scan ဖတ်တာလည်းပါမယ် reflect တစ်ခုပေါ့နော်ဒီလောလောလတ်လတ်လေးမှာကိုယ့်ရဲ့ strong emotion တစ်ခုပေါ့နော် strong emotion တစ်ခုစိတ်ထဲမှာဖြစ်သွားတဲ့ emotion လေးတစ်ခုကို reflect လုပ်ကြည့်မယ် recall လုပ်ကြည့်မယ်ဘာဖြစ်သွားတာလဲနော်အဲ့လို recall လုပ်ပြီးတဲ့ခါကျတော့အဲ့ emotion ကို re-experience လုပ်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ဘယ်နေရာလေးမှာဘာခံစားလိုက်ရလဲဆိုတာလေးပေါ့နော်နောက်တစ်ခါ feeling thought တစ်ခုခုပေါ့လေအဲ့ဒီ strong emotion ရဲ့နောက်က reflect လုပ်တဲ့အခါမှာတွေးလိုက်ရတဲ့ emotion လေးတစ်ခုကိုသတိထားကြည့်လိုက်မယ်ပေါ့ခန္ဓာကိုယ်ကဖြစ်တဲ့တစ်ခုပဲဖြစ်အဲ့ဒါလေးကိုကိုယ့်ရဲ့ partner ပေါ့နော်ဒီ Zoom breakout room မှာကိုယ့်ရဲ့ partner နဲ့ sharing လုပ်ပေးမယ်တယောက်တစ်လဲစီတယောက်ကပြောပေးတယောက်ကနားထောင်ပြီးရင်ဒီဆွေးနွေးခဲ့တဲ့ဟာလေး2ယောက်ပေါ့ဒီကိုယ့်ရဲ့ partner နဲ့ဆွေးနွေးခဲ့တဲ့ဟာလေးတွေကို naming လုပ်ကြည့်မယ်ပေါ့နော်ငါတို့နာမည်ပေးရင်ဒါတွေကိုဘယ်လိုပေးလို့ရမလဲပေါ့သူ့ရဲ့ level တွေကဘယ်လောက်မှရှိနေမလဲ
နော်အဲ့လိုစကလုံးလေးတစ်လုံးလောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကြလေးတစ်ချောင်းလောက်ပဲဖြစ်ပေါ့အဲ့ explore လုပ်ကြည့်မယ်ပေါ့ကိုယ့်ရဲ့ partner နဲ့ပြီးတဲ့အခါကျရင်တော့ဦးဇင်းတို့ဒီ big group ကိုပြန်လာပြီးတော့မှ sharing လုပ်ချင်တဲ့လူတွေ sharing လုပ်ဖို့အတွက်ဒီမှာ big group မှာပြန်ဆောင်ကြမယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီဟောလေးဦးစင်းကဒါလေးကို screenshot ရိုက်ပြီးတော့မှ check box ထဲမှာ box ထဲမှာပို့ထားပေးရရှိပါတယ်အဲ့ပြန်ကြည့်လို့ရတယ်နော်ဆိုတော့ဟော value ပဲဖြစ်ဖြစ်ဟောပါနော် area ဘယ်လိုလဲ area ရင်ပဲဖြစ်ဖြစ်ဒီ breakout room လုပ်ပေးပါဦး breakout room အခု73ယောက်ရှိမှာပေါ့နော်73ယောက်ရှိမယ် breakout room ကို pair up လုပ်ပြီးတော့ breakout room ထဲပို့ပေးမယ်နှစ်ယောက်စီပေါ့နော်အဲ့ဒါဆို10 minute ပေါ့လေ10 minute ဆိုတော့10နာရီဒီက10နာရီ36မှာဒီကိုပြန်ရောက်မယ်နားမလဲတာရှိရင်မရှင်းတာရှိရင်မေးလို့ရပါတယ်ဗီဒီယိုကပိတ်လို့ရတယ်နော်ဗီဒီယိုပိတ်ထားလို့ရပါတယ်ကိုကတက်တော့တက်တာမရှိဘူးဆိုရင်ဗီဒီယိုပိတ်ထားလို့ရပါတယ်ကိုကဖွင့်ချင်တယ်ဆိုရင်လည်းဖွင့်လို့ရတယ် breakout room လောက်ရတာအဆင်ပြေလားကျွန်မဥစဉ်ဆင်ပြပါတယ်ဘယ်မှာ breakout ရနေလို့breakout room ကို invite လေးလုပ်ထားပါတယ် join ပေးကြပါဦး
Hello. Hello